မင်္ဂလာပါရှင်ဆရာကြီးမြတ်တင်ရေးသားထားတဲ့ငါလက်ကထွက်လိုက်ပါချူချူဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ငါလက်ကထွက်လိုက်ပါချူချူငါသမီးမှန်နေဆိုရင်လက်တိုးချင်းကလက်ဆိုငါလက်ကထွက်လိုက်ပါချူချူမြို့မငိမ့်သူမသူအစေဘေကလာလူမရမှာလေငါကောင်းကောင်းမှတ်မိတယ်တခါတွေ့ဘူးပေမဲ့တွေးပုံကအမတ်ထင်ထင်ကြီးဥစ္စာမင်းသိတယ်မဟုတ်လားငါကိုတိုးမြိုင်နဲ့မမလွမ်းတို့စုံတွဲကိုအေးပါဟုတ်ပါတယ်မင်းအသေးကျော်ကြပြဆရာကိုတိုးမြိုင်ကိုပြောတာပေါ့ဒါပေါ့ထုံးစံအတိုင်းပေါ့ကြပြဆရာရဲ့ဝင်ငွေကိုတော့ဘယ်မှာအားကိုးလို့ရပါမလဲကြပြဆရာကိုချစ်မိတဲ့သူပဲပါရမီဖြည့်ရတော့တာပေါ့မမလွမ်းကရင်ခွင်ပိုက်နေကလေးတင်းချောင်းဖွင့်နေလေကျောင်းနံမီလေးကအမေရင်ခွင်နဲ့ဘလောက်လှလဲလှမှာပေါ့အကိုကြပြတပုတ်ရဲ့နာမည်ကိုအေးအဲ့ဒီကြောင့်မှငါသူ့ကိုစပြီးတွေ့ဘူးတာအချိန်ကနနက်၈နာရီလောက်ရှိပြီသူက6လအရွယ်လောက်ကလေးလေးကိုပွေလို့အမေရင်ဝင်ထဲကိုဝင်လာတယ်ကလေးအမေအမျိုးသမီးတွေကပဲကလေးကိုလာပို့တဲ့ရှိတဲ့နေရာမျိုးမှာယောက်ျားကြီးတယောက်ကနိုးဆိုကလေးကိုပွေပြီးဝင်လာတာတွေ့လိုက်ရတော့ဒီမြင်ကွင်းကငါ့အဖို့ထူးဆန်းနေတယ်ငါမကြီးကသူ့လက်ထဲကကလေးကိုစီးပြီးယူမယ်လို့တော့သူကတားတယ်နေပါစေဆရာမကျွန်တော်ပကက်ထဲမှာတခါတည်းတိတ်လိုက်မယ်သူကအသင်ရှိနေတဲ့ပကက်တစ်လုံးထဲမှာကလေးကိုတယူတရာတိတ်တယ်အသင်ပါလာတဲ့နှုတ်ဘူးကလေးကိုကလေးပါးစပ်မှာတက်ပေးပြီးနိုးတိုက်နေတယ်လူပုံကတော့ထူးထူးခြားခြားမရှိပါဘူးအသားညိုညိုဂင်တူတူပါပဲထူးခြားတာကသူ့မျက်ခုံးနှစ်ခုကနှာရင်းဘက်မှာနှိမ့်ပြီးနဖူးတောင်တွေစီကိုတအားထောင်တက်သွားတယ်သူ့မျက်ခုံးတွေကိုမြင်တာနဲ့10နာရီ10မိနစ်အချိန်ကိုညွှန်ပြနေတဲ့နိုင်လက်တန်နှစ်ချောင်းငါပြေးပြီးတတိယမိတာပဲအလုတ်သွားတော့မလို့လားဒီနေ့အလုတ်သွားတာစောတယ်နော်မမလွမ်းကသူ့ကိုပြောတယ်ဟုတ်တယ်ဆရာမကြီးသမီးလေးနိုးဖို့အတွက်ကြိုးစားနေရတာပဲနိုးမုံဈေးတွေကလည်းခေါင်ခိုက်နေတယ်မဟုတ်လားသူကကိုညှိတက်နေတဲ့သွားတွေပေါ်လာအောင်ရီကျဲကျဲလုံရင်ပြန်ပြောတယ်သူ့သမီးလေးမျက်နှာကိုသူ့တဝါကြီးကြည့်နေတာမြင်ရတယ်ချင်အောင်ချပေးပြီးပကတ်ကိုအသားရလွှဲတာမြင်ရတယ်နောက်တော့မမလွမ်းကိုနှုတ်ဆက်ပြီးသူထွက်သွားတယ်မမလွမ်းပြောပြလို့သိရတာကဒီလူမိန်းမဟာလွန်ခဲ့တဲ့6လလောက်ကပဲမိဖွာရင်ဆုံးသွားတဲ့ဆွေမျိုးသားချင်းကလည်းမရှိတော့ကြံရစ်ခဲ့တဲ့သမီးလေးကိုသူကိုယ်တိုင်ပဲကတိကထခံပြီးပြုစုထင်းချောင်းနေရတယ်တဲ့တပူပေါ်နှစ်ပူဆင့်ပေါ်လေအဲ့ဒါငါသူ့ကိုစပြီးတွေ့ဘူးတာပဲဒီနေ့ငါပန်းစိုးရန်ကိုရောက်တယ်။ဘာလဲပန်းစိုးရန်မှာရှောက်တာပဲ။ရည်ရွယ်ချက်ရှိမှရှောက်ရမှာလား။သွားစမ်းမှာငါမှရည်ရွယ်ချက်တွေမျှော်မှန်းချက်တွေမရှိတာကြားလာပြီ။ဒါပေမဲ့တခုတော့ရှိတယ်။ပန်းစိုးရန်လမ်းမှာရှောက်ရတာငါပြောတယ်။ခရီးပန်းနဲ့တင်တင်လေးတွေရှူရှိုက်ရတာ။တက်တာဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းပြီးလက်ဖက်ရည်တောက်ရတာ။ရုံးအမူတန်းတွေရဲ့တုတ်တီးတုတ်ပြအမူအရာတွေကိုငေးကြည့်နေရတာ။စာအုပ်အဟောင်းဆိုင်တွေမှာစာအုပ်ရွေးရတာဒါတွေအားလုံးကိုငါတက်မှတ်တယ်ဒါကြောင့်လေပန်းဆိုးတန်းကိုငါမကြရောက်တာပဲအထူးသဖြင့်တော့စာအုပ်အဟောင်းဆိုင်တွေရှေ့မှာရက်ပြီးစာအုပ်နွမ်းလေးတွေကိုကြည့်နေရတဲ့အရာသာကိုငါသဘောအကျဆုံးပဲလွမ်းတယ်လို့ကြီးကြည်နူးတယ်လို့ပြောမပြတတ်တဲ့အရာသာတစ်မျိုးကိုခံစားရတယ်အဒီစာအုပ်အဟောင်းဆိုင်တွေကလေတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ခင်းထားတဲ့စာအုပ်က
အမြဲအပြောင်းလဲရှိနေတယ်လေစာအုပ်ရောင်တဲ့လူတွေကလည်းစာအုပ်အကြောင်းကိုကျွမ်းမှကျွမ်းတလောတုံးကဆိုင်တဆိုင်မှာဗာဂျီနီယာဝုဒ်ရဲ့မိပြတိုင်းသို့ဆိုတဲ့စာအုပ်ကလေးတွေ့လို့ကောက်ကင်မိပါတယ်စာအုပ်ရောင်တဲ့သူကဒီစာရေးဆရာမရဲ့တခြားစာအုပ်တွေအကြောင်းပြောပြနေလိုက်တာစိုးနေတာပဲလှိုင်းများတဲ့အော်လန်ဒိုတဲ့ပိုးဖလန်တေဆုံခြင်းနဲ့အခြားအစီများတဲ့ငါတော့ခေါင်းမယ်ညှိနေရတယ်ဒီနေ့တော့ငါစာနေစင်းတက်တာမှာလက်ဖက်ရည်ကြကြတစ်ခွက်တောက်တယ်ပြီးတော့အဟူကြားရှိကစာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှာရက်ပြီးငေးတယ်အယူမူလှုပ်ရှားမှုနဲ့ပတ်ချလဲနေတဲ့ဝင်းကျင်လောကကြီးရဲ့အလဲမှာငါကမရွေပဲရက်နေရတာဟာအရသာတစ်မျိုးပဲကိုကိုရဲ့ကုတ်အင်းကြီးဆိုတဲ့စာအုပ်ပါပါလေးတအုပ်တွေ့တယ်ရုရှားအင်္ဂလိပ်နှစ်ဘာသာနဲ့ရိုက်ထားတယ်ကျုပ်တို့အားလုံးဟာကိုကိုရဲ့ကုတ်အင်းကြီးကဆင်းသက်လာကြတာကြီးပဲလို့ဂိုဂီကပြောတယ်ဆိုတဲ့အတွက်ဒီစာအုပ်ကလေးကိုငါလိုချင်နေငါချက်တဲ့ငါဝယ်လိုက်တယ်ဘဝစာမျက်နှာများကိုတွေ့တယ်မဂဇင်းထဲမှာထုံပိုင်းထုတ်ပိုင်းဖတ်နေရကြတဲ့ကဆွဲမိတ်ရတဲ့စာစုပဲ15ချက်တဲ့ငါဝယ်လိုက်တယ်အနောက်ဘက်ပလက်ဖောင်းကိုကူးပြီးငါကန်နာလမ်းဘက်ကိုဆက်လျှောက်လာခဲ့တယ်ဗန်ယုံကျုပ်ထောင်ကဆိုင်မှာထမင်းကျူးကျော်ဝယ်စားမယ်လို့စိတ်ကူးတယ်ထမင်းကျူးကျော်ဆိုတာကလည်းစားရခဲ့ပြီးချင်းငါတီးတလောက်တော့ရွှေတကုံဖီကအရှိမုတ်ကဓာတ်လီကနားမှာတဆိုင်ခုနကပြောခဲ့တဲ့နေရာမှာတဆိုင်ဒီနှစ်ဆိုင်ပဲရှိတယ်အခွန်ယုံကျုပ်ပေါ်တီကိုအောက်ကငါဖြတ်လျှောက်လာခဲ့တယ်ဗန်ယုံကျုပ်ရှိရောက်တော့လူတွေဝိုင်းအောင်နေတာတွေ့တယ်ထိကြိုက်မှုတစ်ခုခုများဖြစ်သလားဆိုပြီးငါစိုးရိမ်သွားတယ်လူအုပ်ကြားမှာတိုးဝေးကြည့်တယ်လူတယောက်ထိုင်ပြီးဆေးရောက်နေတာပါပလတ်စတစ်အခင်းလေးခင်းလို့အခင်းပေါ်မှာအပေါ်စားဖန်ပန်းအိုးကလေးတစ်လုံးတည်ထားတယ်ပန်းအိုးထဲမှာကြောက်စိမ်းပန်းကလေးတွေစိုက်ထားတယ်ဓာတ်ပုံကြီးတစ်ပုံကိုပန်းအိုးလေးမှာမှီပြီးထောင်ထားတယ်ဓာတ်ပုံကတော့ရသေးကြီးတစ်ဖားရဲ့ပုံပဲမိချစ်ဘူးအရွယ်တစ်သုံးလေးတွေကိုအခင်းပေါ်မှာဖြန့်ပြီးစီထားတာကိုလည်းတွေ့တယ်အခင်းနောက်မှာတော့စေရောင်တဲ့လူကတင်ပြင်းခွေပြီးထိုင်းနေတယ်ကြီးနောင်လောက်ရှိတဲ့ကြောက်ပြင်သေးသေးလေးကပေါ်မှာတစ်သုံးလေးတစ်ခုကိုတွေးနေတယ်မဲပြပြအရေးတွေအတော်ကလေးရမှသူ့ခေါင်းမော့လာတယ်ပရိသတ်ကိုသူစကားပြောတော့မယ်ပေါ့လေအဒီမှာငါအံ့အားသင့်သွားတာပဲဒီလူမျက်နှာကိုငါတည်တည်ချာချာမြင်ဘူးနေတာကိုဟုတ်တယ်မမလွမ်းတို့ရင်ခွင်ပိုက်နေကလေးတင်းเจ้าမှာနိုးဆိုရွယ်သမီးလေးကိုလာပြီးအပ်သွားတယ်လို့ပဲသူရဲ့10နာရီ10မိနစ်မြေခုံနှစ်ဖက်ကိုငါတည်တည်ချာချာမှတ်မိတာပေါ့အော်အကူလေးလာကြည့်သလားမတွေ့တာကြဆို6လလောက်ရှိပြီအကိုရကျွန်တော်ရတိနောက်လိုက်သွားတာသူကပြိတ္တထဲကကရုံနဲ့လူတယောက်မျက်နှာကိုစိုက်ကြည့်ပြီးပြောတယ်တကယ်တော့အဲ့ဒီလူကို तू သိချင်မှသိမယ်မသိလို့လဲဘာပြဿနာမှတော့တက်เสียမရှိဘူးလေဒါလဲသူတို့ရဲ့ဟောပြောမှုနည်းပညာတစ်မျိုးပဲလို့ထင်ပါရဲ့လို့ငါတွေးမိတယ်ဇင်းကြိုက်တောင်ရကန်းစင်တောင်ပုတ်ပါတောင်ရန်ကင်းတောင်မင်းဝင်တောင်ခမောက်တောင်မိုင်းတုံတောင်အနှံ့မဲ့အကိုကြီးရသိနောက်မှာလိုက်ပြီးပါရမီဖြည့်ရတယ်လိုက်ရကြိုးနဲ့တဲ့အကိုရစေးကောင်းရလာတယ်မိုင်းတုံတောင်ပေါ်ရောက်တော့ရသိကစေးပင်တစ်ပင်ပေးလိုက်တယ်ဟောတာအဲ့ဒီစေးပင်ကထွက်တဲ့စေးသားပဲသူကတစ်တုံးလေးတစ်ခုကိုယူပြီးမြောက်ပြတယ်ဒီစေးလားစွမ်းတာတော့မပြောနဲ့အကိုကြီးတကယ့်ကိုစွမ်းနေစေးလက်တွေ့ပဲဒါဖြင့်အကိုကမင်းမယ်မင်းစေးက96ပါးယောဂပျောက်သလားလို့ကျွန်တော်ရှင်းရှင်းကြီးဝန်ခံလိုက်မယ်ကျွန်တော်စေးဟာ96ပါးမပျောက်ပါအေးယောဂ၄မျိုးကိုတော့တည်တည်ချာချာပျောက်တယ်ဗျဒါဖြင့်မောင်ရင်ရဲ့အဲ့ဒီယောဂ၄မျိုးကဘာယောဂတွေလဲတဲ့နံပါတ်1မျက်စိနဲ့ပတ်သက်တဲ့ယောဂမှန်သမျှအားလုံးပျောက်ပါတယ်အကိုစာကြည့်များလို့မျက်လုံးတွေအောင့်သလားမျက်ရိုးတွေကိုက်သလားမျက်စိနားသလားဒီလိုလေအကိုရဒီလိုဒီဆေးကိုတွေးပြီးမျက်လုံးမှာဟောတယ်လို့ကွင်းလိုက်သူကကြောက်ပြန်ပေါ်ကဆေးနှစ်တွေကိုလက်နဲ့ကော်ပြီးမျက်လုံးမှာကွင်းပြတယ်အောင်တာနာတာတွေချက်ချင်းပျောက်သွားမယ်10ရက်လောက်အိယာဝင်မှာကွင်းပြီးအိတ်တယ်နော်မျက်မှန်တက်နေရတဲ့ကျွန်တော်အကိုများမျက်မှန်မပါပဲစာကြည့်နိုင်ပါတယ်ဝါသနာပိုင်အိမ်ရှင်မကိုတောင်ကူပြီးအနှစ်ဖာထိုးပေးနိုင်ပါတယ်ခမညာကြည့်နေတဲ့လူတချို့ပြုံးတာကိုမြင်ရတယ်
နံပါတ်2အညောင်းကိုက်ယောဂပျောက်ပါတယ်ခမညာကျွန်တော်အကိုယုံစီရေးကြီးအိုဗာတိုင်တွေများလို့အကျော်တွေတက်မယ်ညောင်းမယ်ညာမယ်ဟောတယ်လို့လိမ့်လိုက်နာနာလေးပုတ်ပေးသူကခြေသလုံးကိုလှန်ပြီးလိမ့်ပြတယ်ချက်ချင်းပျောက်ပါတယ်အကိုလက်တွေစမ်းကျင်တဲ့လူများရှိရင်လာပါကျွန်တော်အခမဲ့ကုပေးပါမယ်ပတ်စံတပြားမှမပေးနဲ့သဘောကျလို့အိမ်မှာစောင့်ထားခြင်းတပါဆိုရင်တော့စီတတုံးကိုငွေတစ်ကြက်နှုံးနဲ့အားပေးနိုင်ပါတယ်ငွေတစ်ကြက်ဆိုတာလက်ဖက်ရည်တစ်ခွက်ပိုးတောင်မရှိပါဘူးအကိုအသက်ညံဆောင်နဲ့ကျမ်းမာရေးကအဓိကကြပါတယ်စီတတုံးကိုကိုင်းရင်သူစောင့်ညောက်ထိုင်လိုက်တယ်အာရပါရပြောတော့မယ်ပုံမျိုးပဲနံပါတ်3တန်ယောဂများပျောက်ကင်းစေပါတယ်အကိုကလေးကျွေးလိုက်ရတာခဏခဏဝလည်းမလာဘူးဘိုက်ပူနန်ကားလေးနဲ့အီသီယိုးပီးယားပုံပေါက်နေမယ်ညမှာထပြီးအော်မယ်အဲ့ဒါတန်ထတာပဲဟော်ဒီစီကိုစံစည်းရင်နဲ့တွေးပြီးကလေးရဲ့ဘိုက်မှာလူပေးပါအပေါ်ကနေအောက်ကိုတက်ချပြီးလူပေးပါနောက်တနေ့မနေ့ကလေးဝမ်းသွားတဲ့အခါမှာကြည်ပါတန်တွေအထွေးလိုက်ပြုတ်ကြလာတာကိုတွေ့ရလိမ့်မယ်သူကလက်ကင်မွားနဲ့မျက်နှာကချွေစည်းတွေကိုတုပ်ရင်ပရိသတ်ကိုအကဲခတ်နေတယ်ခမညာဟိုဘက်ကအကိုကြီးကနှစ်ကြက်ဖို့ဟုတ်လားခဏလေးပြီးတော့ရောင်းပေးပါမယ်ခမညာကျွန်တော်စီညွန့်ကိုပြီးအောင်ဆက်ပြောပြရစီအောင်စီရောင်းပေးဖို့ပြောတဲ့အတန်ကိုတော့ငါတော့မကြားမိတာအမှန်ပဲဒါပေမဲ့သူကတော့ခက်တီတီနဲ့ကြားတဲ့အောင်ပြောနေတယ်အေးလေဒါလည်းနီးပညာတစ်မျိုးပဲနေမှာပေါ့နံပါတ်4ထိကိတ်ရှာနာအတွက်ကောင်းပါတယ်ခမညာကျွန်တော်အကိုညာကြီးအချိန်မတော်မှာတန်ဆူးမယ်ဓားရှမယ်စေးုံစေးကန်သွားဖို့မလွယ်ဘူးအသေးအဖွဲပေမယ်မပေါ့နဲ့ညော်မိမယ်မေးခိုင်ဖို့ဝင်မယ်အသက်ကိုတောင်ထိခိုက်နိုင်ပါတယ်အဲ့ဒါလိုထိခိုက်မိရင်ဟောဒီစေးကိုအနာပေါ်မှာလိမ့်လိုက်လိမ့်ပြီးရင်ခဏစောင့်ကြည့်ပါမင်းဟာကဘလောက်ကြအောင်စောင့်ကြည့်ရမှာလဲနာရီဝက်လားတနာရီလားတဲ့ကျွန်တော်ကို3မိနစ်အချိန်ပေးပါအကို3မိနစ်ကြာရင်အနာကျက်သွားပါစေမယ်အပျော်ကြီးလားမယုံပါဘူးကွာတဲ့ကျွန်တော်လက်တွေ့ပြမယ်အကိုသူကပျော်ဆူအခင်းပေါ်ကပစ္စည်းတစ်ခုကိုကောက်ကင်လိုက်တယ်အဲ့ဒါကတော့နိုးစီဘူးပိတ်တံပြားလေးတစ်ခုပဲအမိုက်ပုံကကောက်လာတဲ့နိုးစီဘူးပိတ်ထင်ပါရဲ့အယောင်မလက်တော့ဘူးမဲကြုတ်တန်ကြီးကတက်နေတယ်ပြီးတော့နိုးစီဘူးပိတ်တို့ရဲ့သဘာဝအတိုင်းနှုတ်ခမ်းသားတွေကလည်းမညီမညာနဲ့အဆွဲတွေထလို့အဒီတန်ပြားကိုမှအလေကချို့ပြီးခောက်ထားတယ်ဒီတော့စဝိုင်းချမ်းမှုဖြစ်နေတာပေါ့ဟောဒီပစ္စည်းလေးကိုကြည့်ရင်အသွားနှစ်ထပ်ရှိတဲ့လွှာကလေးတံဖြစ်နေပါတယ်သူနဲ့ဘလို့လှုပ်ပြမလဲတဲ့ကြည့်အကိုကြည့်တေချာကြည့်သူကတန်ပြားအနှောင်းကိုညာလက်နဲ့ကိုင်းနေပြီးတော့မှောက်ပြီးဆန့်ထားတဲ့ဘဲဘက်လက်ညိုးကိုတန်ပြားဆောင်နဲ့နှစ်ချက်လောက်ဆက်ပြီးခုတ်လိုက်တယ်ဟက်ခနဲ့အရီကွန်ပြေးသွားပြီးသွေးဆူလာတယ်ကြည်နေတဲ့လူတချို့ရဲ့အာမေရိတ်တန်လေးကြားလိုက်ရတယ်နေလေခင်မဟုတ်လားနေကလည်းပူတော့သွေးကရွှင်းနေတာပေါ့မင်းစဉ်းစားကြည့်စမ်းတုံးနေတဲ့တန်ပြားဆောင်နဲ့နှုတ်ခမ်းသားမညီညာတဲ့တန်ပြားရဲ့အဆွဲတွေနဲ့ဘလောက်ခံရခက်လိုက်မလဲဆိုတာငါသူ့လက်ညိုးကိုကြည့်လိုက်တယ်သွေးရည်တွေလက်ညိုးတွေကစိမ့်ထွက်လာတဲ့သွေးရည်တွေတစ်ဆက်ပြီးတစ်ဆက်လက်ညိုးကနေသွေးရည်တွေတစ်ဆက်အောက်ကိုတက်ကြလာတယ်။အော်ပြိုးပြီးပါပကောသူပါလို့သူမှသူအစေဆရာကြီးမြတ်တင်ရေးသားထားတဲ့ငါလက်ကထွက်လိုက်ပချူချူဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆင်ပေးခဲ့ကြတဲ့ຫນွေဦးနရသိန်းရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှဖျားကျမ်းမာရွှင်လန်းကြပါသည်ရှင်။